အမေတို့လည်းတွေ့ရခဲ့တယ်ဆိုပြီးရခဲ့တယ်တော့မဖုန်းလို့မတော့ဘူး။စောင်းနေတာ။ညနေနိုင်ကဆရာတော်ဦးမန္တလာပါဆရာညနေနိုင်။တန်ခါနိုင်ကဥက္ကဋ္ဌပါ။ကျွဲမလို့ဒီမဲ့သူသားနဲ့ဆရာဒီပေးတဲ့အတွက်ကျေးဇူးပြုတာပါ ဟုတ်ကဲ့ဒီဘက်ကတော့တော်တော်ကြီးတက်သွားတယ် ဟုတ်တယ်ကြီးတက်သွားတယ် ကျောင်းတော့မတက်ဘူးနော် ကျောင်းပေါ်ကြဝင်တဲ့ကျောင်းပေါ်မှာဟောဒီဒီရှိတယ်ဟုတ်ရှိတယ်လားဗျဆေးရဘယ်မှာတော့ပြချင်းရတယ် ။အိုးအထာကကျောင်းတို့ဘုံဘကရောက်မြန်ကုန်းတို့ ဒီမှာ အဲ့ဒါက ယုံမှာနဝတာယုံ ဒီမှာ သဗ္ဗစာတဲ့ ကုန်းကြီးပြကြတဲ့နေရာတွေမှာရှောင်းသိမ့်ပြီးနေရကြတာ ဒီမှာဟိုဒီဘက်မှာဟိုရှိတယ်ဒီမှာလမ်းမှာလာတဲ့ခါကျတော့တော်တော်ကိုတချို့နေရာတွေကတော်တော်ကိုပြည့်စုံရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဒီလိုနေနဲ့သူတို့အိမ်နေပြန်ဖို့လည်းခက်ခဲရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ဦးဇင်းတို့ခဏလာပိုင်း30ရက်နဲ့29ရက်နေ့ကစပြီးတော့မှဦးဇင်းတို့ဒီရေကစဝင်တော့ ဒီမှာ ခဏလာပိုင်း29ရက်မရောက်ခင်ကလေးရတယ်လို့ခဏလာပိုင်းဘာလို့30ရက်လောက်ကလေးရတယ်လို့ဒီကြီးအောင်ကြီးဝအောက်တမန်ကနေပြီးရေကလှောင်ထားလိုက်တဲ့ခါကျတော့အဲ့ဒီမှာဥစဉ်တို့ကအစောကြီးတွေကတည်းကလေအမုန်းကြီးတွေကလက်မြုပ်ပြီးသားဖြစ်သွားတာအဲ့ဒီမှာရေရုပ်နေတာဒီအเจ้าမောင်ရောက်တယ်ဒီเจ้าအောက်ကရေမကူးနိုင်တော့ဘူးဟောပါရောပါ ကိုင်တဲ့နေရာမှာဒီလိုမှဆိုတာဒီမှာကိုင်တော့ ဟုတ်ကဲ့ဟုတ်ကဲ့ ဆုံးမကြရှိတယ် ဟုတ်ကဲ့ဟုတ်ကဲ့ လိုအပ်တာကိုလည်း ဟုတ်ကဲ့ဟုတ်ကဲ့ ဒီတော့ဒီလေးတွေကတော့အင်တာနက်တက်တက်ကြကြဒါနဲ့တစ်ခါတည်းလေးလောက်ကြမကိုင်တာဖြစ်သွားနိုင်တာဟုတ်ကဲ့ပါတယ်အဓိကတော့ ဟုတ် ဒေသမှုဒေသမှုကတော့ကြားတယ်နည်းနည်းလေးတော့ပြီးဆိုင်တယ်ယောဂဒီလိုဟာမင်းဖြစ်ပြီးဆိုရင်ဒီမတန်တာကြောင့်မယောဂါ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဒါဆံ ဟုတ်ကဲ့ ဒါနဲ့နောက်ဆုံးကြတော့ဒါလည်းအာနာပိုင်ရဲ့လူပိုင်ကြီးတာ ဟုတ်ကဲ့ အဓိကဖြစ်တယ်။ဒါကတော့လူချင်နိုင်တဲ့လူတွေ ဟုတ်ကဲ့အာနာပိုင်ဖွဲ့စည်းတွေကလည်းဒီမြို့ပေါ်ရပ်ကွက်ကြီးကြီးပါဥဒုသီးတွေကိုအလုံးတို့ဖြတ်ပြီးပို့နေကြပါတယ်မရရှိတဲ့ပြည်ရွာရဲ့လို့မရှိအောင်အလုံးခွဲဝေပြီးပြီးနေကြပါတယ် ။ဒီနေ့ပြန်လဲထူထောင်ပြီးရတော့ကြာအောင်မယ် ဟုတ်ကဲ့ကြာအောင်ပါကြာအောင်ပါ ။အခြေချဖို့ ဦးဇင်းတို့ဒီနေ့အခုဟွာဆိုတော့ဝါကောင်တော်တရင်ကျော်တစောင်းမုံနတ်တော်ပြာသူတမှုကျွဲအဲ့ဒီခဏလာအတွင်းမှာဦးဇင်းတို့ဘယ်လိုမှလေယာမှုမြင်လို့မရတော့ဘူးဦးဇင်းတို့မှာဒီစေတုတ်တရားဒီမျိုးတနေ့လုံးမှာအလုံးပြည့်စုံဆုံးရှုံးနေရဆိုတော့အဲ့ဒီခဏလာစာလိုအပ်နေမှာရိတ်ခါက ဒီမှာ ဦးဇင်းတို့အဲ့ဒီနွေပိုင်းရောက်မှတပေါင်းလာလောက်ရောက်မှဦးဇင်းတို့ဒီဟွာပြုတဲ့လေယာမှုမြည်တွေကိုညောင်းနေပါဒီဖောက်အဲ့ဒီမှာဦးဇင်းတို့တက်ခက်ဆယ်တွေထိုးပြီးတော့မှဦးဇင်းတို့ဒါအများဆုံးဖြစ်အောင်ပြန်ပြီးနွေလေပေါ့ဗျာမိုးကြိုစပါးစိုက်နေအောင်ဦးဇင်းတို့ပြန်ပြီးကြိုးစားရမှာမနေ့ပဲကြိုးစားရအောင် ဒီကနေ့စနစ်ကတော်တော်ကိုနှောင်းမိုးသေးတာ ဟုတ်အထက်ကအမိတ်ညီနာခံရတာ ဒီမှာအဲ့မိတ်ဆောင်းရတဲ့အချိန်ကအဲ့အမိတ်ကလည်းကြာလာရေလည်းကြာတော့ဆိုတော့အဲ့တော့အချိန်မီလို့ပြီးဖို့ဆိုတော့နည်းခက်ခဲရှိ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒါမှတော့ကြိုးစားပါ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့ဒီကလေးတွေကလည်းဒီမှာအခုစိတ်တုံးဆံမှာကျွန်တော်တို့ဖွဲ့ယူဆရာလူငယ်တွေတော်တော်များများလာရောက်ပြီးတော့ပြင်ကြတယ်ဆိုတော့ဒီဒေတာကြောင့်လည်းအတော်တန်တော့သိလာပါပြီ။ဒါမှတော့ဒီကလေးတွေရဲ့ရရှိခဲ့တဲ့ပုစုတာနဲ့သူတို့အတွေ့အကြုံနဲ့သူတို့ရဲ့တင်ပြချက်တွေမှာအခြေခံပြီးတော့နောက်ဆက်ပြန်တဲ့ထူထောင်ရေးအတွက်လည်းဒီလိုပြင်နိုင်တယ်ဆိုတာဟုတ်ကဲ့သုံးသပ်ပြီးလို့ဆောင် ဟုတ်ကဲ့ဘုလိုမေစုကလာရောက်ပြီးတော့မှဒီရဲ့ဥပဒေနဲ့သူ့ရဲ့ဝန်တာဘုလိုဒေါ်စုလိုပုံကိုကြီးကနေပြီးတော့မှတကူးတကလာရောက်ပြီးတော့မှပြီးတယ်ဆိုတော့ဦးဇင်းတို့အတိုင်းမသိဝန်တာတယ် ဒီဘယ်မှာသွားချင်တာပဲပြတယ်မင်းဒီကျေတော့တနေရာနေရာတိုင်းရောက်ဖို့ဆိုတာ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဒီဇိုင်းတွေလုံးမှာလည်းဒီပြဿနာဖြစ်တယ် ဟုတ်ကဲ့ဟုတ်ကဲ့ ဘယ်မှာတော့ချင်းပဲမှာဆိုလို့ရှိရင်လူတော့ဖို့မပြောနဲ့ပစ္စည်းတော့ဖို့တောင်မှအ
တက်ကရဟန်းနေချားနီကိုမရှိ ဟုတ် ဘူး ကဲ့ဟုတ်ကဲ့ ဒီရောက်ဒီတိုင်းမှာတော့ကျွန်တော်တို့ကဘယ်မှာတော့ကားကြောက်စားတက်ကဲလေးတွေကိုအချိန်မီဝယ်နိုင်တဲ့အခါကျတော့ပို့လို့ရတယ်ချိုးနေရကြတော့ဒီနဲ့ပဲသုံးလို့ရ ဟုတ်ကဲ့ ချိုးနေရကြတော့လေချောင်းကြတော့ဒီထဲမှာတော့လို့မရပြန်လေချောင်းဆိုတာလည်းတာမချို့လေချောင်းတွေသူ့လေညာနေသုံးဖို့ဆိုတော့ကမ်းမှန်းပါတယ်ဒါပေမဲ့အဲ့ဒီနေရာတွေမှာရဟရင်ပဲရတယ် ဟုတ်ကဲ့ဟုတ်ကဲ့ တာမလေညာနေနဲ့ ဟုတ်ကဲ့ လုံးဖြစ်ဖို့ဆိုတော့ ဟုတ်ကဲ့ လောရတာကြီးတော့တော်တော်များပါတယ်ဘယ်မှာကြိုးစားပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်တယ်မပါပါ แต่ခဏတိုင်းရလိုက်လိုက်ဆိုဒီဓမ္မီပုံညာအာသဝိခယံဝဟံဟောတုဒီဓမ္မီပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုဒီဓမ္မီဘုံညဘာကံသဗ္ဗတတ္တနာအာဇီမဒီကောင်းမှုကုသိုလ်အဖို့ဘာကတို့ကိုသရဝအမြအမြရကြပါစေသာ ဘယ်မှာတော့ပြီး ဟုတ်ပါဘူး ရှင်းထားရတယ် ဟုတ်ကဲ့ဟုတ်ကဲ့